ကော်ဖီဆိုင်ကကွာရှင်ပွဲမှာအန်နာငိုင်းရမ်းထားတဲ့ဇနီးအတုဇာဟိုရှိယန်ဟာဥက္ကဋ္ဌဟူဝိုစီကနေရော်ချင်းငွေ100 မီလီယံပေးမှကွာပေးမယ်ဆိုပြီးပြဿနာရှာပါတယ်။ဥက္ကဋ္ဌဟူဝိုကမင်းလိုလောဘစော်တိုက်နေတဲ့မိန်းမမျိုးကိုတပြားမှမပေးနိုင်ဘူး။ကွာကိုကွာရမယ်လို့ပြက်ပြက်သားသားပြောနေတော့မှာပဲ။မထင်မှတ်ပဲဥက္ကဋ္ဌဟူဝိုရဲ့အဖိုးဖြစ်သူကကော်ဖီဆိုင်ထဲကိုရောက်လာပါတော့တယ်။အကွက်မြင်တဲ့ဇနီးအတုဟာချက်ချင်းပဲအဖိုးရှိမှလိန်မာရင်ကြီးတဲ့မြီးချွေးမလေးအဖြစ်ဟန်ဆောင်ပြီးမျက်နှာလိုမျက်နှာရလောက်တာကြောင့်အဖိုးဖြစ်သူကသဘောရပြီး3 မီလီယံလီကတ်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ဥက္ကဋ္ဌဟူဝိုကသူမဟာကျွန်တော်မိန်းမမဟုတ်ဘူးငွေမတ်တဲ့မိန်းမပဲကွာရှင်းမယ်လို့အတင်းညစ်မိမယ်အဖိုးကတော့မင်းတို့နှစ်ယောက်လုံးဝကွာရှင်းလို့မရဘူးတန်ရောစင်ဆိုတာဖြည်းဖြည်းချင်းတွဲပြီးတိဆောက်ယူလို့ရတယ်ဆိုပြီးကွာရှင်းပွဲကိုကြားဖြတ်ပိတ်ပင်လိုက်ပါတော့တယ်အဲ့ဒီနောက်ဇနီးအတုဟာအဖိုးရဲ့အရှင်အဝါကိုတုံးပြီးဟူဝိုခရုမှာအလုတ်ဝင်ဖို့ထိကြံစီပြီးအဖိုးဖြစ်သူကိုလက်ဖက်ရည်ဖြော်ပြီးကမြူဆွဲပါတယ်ထို့နောက်ဥက္ကဋ္ဌဟူဝိုရဲ့ပြင်ပြီးသားဖုန်းပြန်ရောက်လာခဲ့ပါတယ်ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါ message တစ်ခုကိုတွေ့ကဟူဝိုကဇနီးအတုကိုမတင်ကြလို့မင်းကငါမိမမဟုတ်ဘူးဒီမှာငါလျှို့ဝှက်လက်ထပ်ထားတဲ့သူကစာပို့လာတယ်လို့ပြောကစစ်မေးပါတော့တယ်ထို့အခါဇနီးအတုကသူမဖုန်းဟာခိုးခံလိုက်ရတာဖြစ်ပြီးဥက္ကဋ္ဌဟူဝိုကိုလူလိန်တွေကစာပို့တာနေမှာပေါ့ဆိုပြီးပြန်ပြောလိုက်ပါတယ်ပြီးတော့ဇနီးအတုကအန်နာနဲ့ဖုန်းဆက်တွေ့ဆုံပြီးဖုန်းကွဲအောင်လုပ်ခဲ့ပြီးအချက်လက်တွေကိုအကုန်ပြက်စေခဲ့ပေမဲ့ Sound Shining မှာသူ့နံပါတ်ရှိနေသေးတာပြဿနာပဲလို့ပြောတဲ့အခါအန်နာကဒီကိစ္စသူမတာဝန်ထားဆိုပြီး Sound Shining ကိုထပ်မံထောင်ချောက်ဆင်ဖို့လျှို့ဝှက်ပူးပေါင်းကြံစီကြပြန်ပါတယ်နောက်ရက်မှာတော့ဝန်ထမ်းတွေကြားထဲမှာဥက္ကဋ္ဌကကွာရှင်းဖို့လှုပ်တာပြတ်သွားပြီးဇနီးတဲ့ကုမ္ပဏီကိုရောက်လာပြီဆိုတဲ့သတင်းတွေပြန့်နှံ့သွားပါတယ်ဇနီးအတုဟာကုမ္ပဏီကိုရောက်လာပြီးဝန်ထမ်းတွေရှိမှငါယောက်ျားကိုပြုစုပေးခဲ့တာကျေးဇူးပဲအခုတော့ငါပြန်လာပြီမို့နင်မလို့တော့ဘူးလို့ပြောကအရှက်မရှိတဲ့ mistress မယားငယ်ဆိုပြီးလူပုံအလဲမှာဆွတ်ဆွဲအရှက်ခွဲက marketing ဌာနရဲ့အကူဝန်ထမ်းဖြစ်ယာတူးချပစ်လိုက်ပြီးအခြားဝန်ထမ်းတွေနဲ့အတူနှိပ်စက်ပါတော့တယ်ထို့နောက် Sound Shining တယောက်စာရွက်တွေပြန်ကောက်ရင်း marketing ဌာနကိုတွားရန်လုပ်နေတော့ရုတ်တရက်မူးမေးလဲသွားပါတယ်ဒါကိုမြင်သွားတဲ့ဥက္ကဋ္ဌဟူဝါက Sound Shining ကိုအတင်းပြေးပွေပြီးစေးရုံသွားဖို့ပြောတဲ့အခါ Sound Shining ကရှင်အခုကျမကိုအောက်ချပေးလေလို့ပြောကကျမဘာသာကျမသွားနိုင်တယ်လို့ပြောလိုက်ပါတယ်ရှင်ကြောင့်အခုကုမ္ပဏီတစ်ခုလုံးကကျမကိုမယားငယ်လို့ပြောနေကြပြီလို့စိတ်နာနာနဲ့အော်ပြောလိုက်ပါတယ်ဘသူကမင်းကိုပြောတာလဲလို့ပြန်အော်မိခဲ့ပြီးမြင် Sound Shining ကဂယုမဆိုင်ပဲဒါကြောင့်ကျမတို့ဝေးဝေးနေကြရအောင်လို့ပြောပြီးထွက်သွားပါတယ်ဥက္ကဋ္ဌဟူဝိုရုံးခန်းထဲမှာအလုပ်လုပ်နေတော့ဇနီးအတုကကော်ဖီလာငဲ့ပေးနေပါတယ်။ထိုချိန်မှာဟူဝိုရဲ့ဖုန်းနဲ့ message ထပ်ဝင်လာပါတယ်။လျှို့ဝှက်လက်ထပ်ထားတဲ့ဇနီးအစ်စ်အမှန်ထမ်းမှကျမတို့လမ်းခွဲဖို့ဘယ်နည်းလောက်ထပ်တွေ့ကြမလဲလို့ချိန်ဆစားပါ။ဥက္ကဋ္ဌဟူဝိုကထပ်မံတန်တရားဖြစ်ကမင်းကဘသူလဲလို့မေးပြီးဒီမှာငါစီကိုကွာရှင်းစာချုပ်လက်မှတ်ထိုးရန်စာထပ်ဝင်လာတယ်လို့ပြောလိုက်ပါတယ်။မင်းသားငါနဲ့လက်ထပ်ထားသူမှန်နေဆိုရင်ငါဖုန်းနံပါတ်ကိုအလွတ်ပြောလို့မေးလိုက်ရရုံးဖုန်းနံပါတ်ကိုပြောလိုက်ပါတယ်ထိုအခါဟူဝိုကငါလျှို့ဝှက်ဇနီးနဲ့အစကတည်းကဆက်သွယ်ပြောဆိုခဲ့တာကငါရဲ့ personal ဖုန်းပဲလို့ပြောတဲ့အခါသူမမိနေလို့ပါဆိုပြီးတခိုးလူမိတယ်လို့ဖြစ်ကထွက်သွားပါတယ်ထို့နောက်ရုံးခန်းထဲမှာဟူဝိုတယောက်တည်းသူ့ရဲ့လျှို့ဝှက်ဇနီးနဲ့ကွာရှင်းစာချုပ်လက်မှတ်ထိုးရန်ဖုန်းပြောနေတာကိုအတန်ပန်းဆက် CCTV တို့နဲ့ဇနီးအတူကခိုးနာထောင်ပြီးချင်းဆိုတဲ့နေရာကိုနောက်ပြီးခရမ်းရောင်ပန်းလေးကိုပန်းစင်ယူဆောင်ခဲ့ဖို့တိတ်တဆိတ်ပြောခဲ့တာကိုသိရှိပြီးထပ်မံကြံစီကြပါတယ်ချင်းဆိုထားတဲ့နေ့မှာဇနီးအတူကခရမ်းရောင်ပန်းပန်းစင်ပြီးအရင်ရောက်လာခဲ့ပါတယ်Sound Shining ရောက်လာတဲ့အခါမှာတော့မနာလိုစိတ်ပြင်းထန်နေတဲ့အန်နာဟာလူရန်ကားတွေကိုငွေပေးပြီး Sound Shining ကိုပြန်ပေးဆွဲကသူမရဲ့ဖုန်းပေါ်လူယူသွားပြီးဖြတ်စီးဖို့ကြံစီပါတယ်။ဥက္ကဋ္ဌဟူဝိုက Sound Shining ကိုကဲတင်ဖို့အချိန်ကြီးရောက်လာပြီးလူရန်ကားတွေကိုနှင်းပေးခဲ့ပြီးမိဝမ်းနေစရာကောင်းတာက Sound Shining ရဲ့ဝမ်းပိုက်ကိုပြင်းထန်စွာရိုက်နှက်ခံလိုက်ရတာကြောင့် Sound Shining တယောက်တတိလစ်ပြီးစီးယုံရောက်သွားခဲ့ရပါတယ်။ဆေးရုံမှာဆရာဝန်ကလူနာကကိုဝန်2လရှိနေပြီအခုဖိုက်ကိုပြင်းပြင်းထန်ထန်အရိုက်ခံရလို့ကလေးလေးပြက်ကျသွားပြီလို့ပြောတဲ့အခါဥက္ကဋ္ဌဟွာတယောက်ကဘာပြက်မတက်ခံစားလိုက်ရပြီးဆောင်းရှိနေစိတ်ထိခိုက်မှာဆိုလို့အစာမားတာပါဆိုပြီးဖုံးကွယ်ထားခဲ့ပါတယ်ဒါပေမဲ့ရုံမာတဲ့ဇနီးအတုကဆေးရုံခန်းထဲအထိလာရောက်ပြီးနင်ကလေးပြက်ကျသွားတာနှမျောစရာပဲဥက္ကဋ္ဌဟွာကနင့်ကိုကလေးဖြတ်ချခိုင်းတာမလားဆိုပြီးလာရောက်ရန်လို့စကားနာထိုးတာကြောင့်ဆောင်းရှိနေတယောက်မိမိမှာကိုဝန်ရှိခဲ့ပြီးကလေးလေးပြက်ကျသွားမှန်းသိရှိကရင်ခွဲမတက်အော်ဟစ်ငိုကြွေးပါတော့တယ်တရခန်ဟာအန်နာဖြစ်ကြောင်းသိသွားတဲ့ဥက္ကဋ္ဌဟောကလည်းဒေါသအလိမ့်လိမ့်ထွက်ပြီးငွေသိန်း3 သန်းစုကြီးထုတ်ကအန်နာကိုအတိအလဲလိုက်လံဖန်ဆီးခိုင်းပါတော့တယ်။တစ်ဖက်မှာလည်းဥက္ကဋ္ဌဟောကလက်ထောက်ဇန်မင်ကစုံစမ်းလိုက်ရမှာဇနီးအတုရောက်ရီလန်ဟာအိမ်အောင်မရှိတဲ့အပြိုစစ်စစ်ဖြစ်ပြီးဥက္ကဋ္ဌဟောနဲ့ဘာလက်ထပ်စာချုပ်မှမရှိထားကြောင်းပေါ်ပေါက်သွားပါတယ်။ဒီပြဿနာတွေကိုဖြေရှင်းရန်ဥက္ကဋ္ဌဟောကကုမ္ပဏီကိုပြန်သွားတဲ့အချိန်ဆောင်းရှိနင်းကသူမရဲ့လျှို့ဝှက်ယောက်ျားနဲ့ကွာရှင်းလက်မှတ်ထိုးရန်ရှိသေးတာကြောင့်ဖုန်းခိုးခံလိုက်ရတာဖြစ်လို့လက်ထောက်ဇန်မင်အားဖုန်းခေါ်ပြီးရန်အကူအညီတောင်းလိုက်ပါတယ်သူမရဲ့လျှို့ဝှက်ယောက်ျားဖုန်းနံပါတ်ဖြစ်တဲ့1565836 blah 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 ကိုလက်ထောက်ကိုပြောပြပြီးလှမ်းခေါ်ခိုင်းလိုက်တဲ့အချိန်မှာတော့လက်ထောက်ကအံ့ဩသွားပြီးဒါကဥက္ကဋ္ဌဟောရဲ့လျှို့ဝှက်ပုဂ္ဂလိကဖုန်းနံပါတ်ပဲလို့ပြောလိုက်ပါတော့တယ်
လက်ထောက်ဆန်းမင်းကကျွန်တော်သွားရှင်းပြပေးရမလားလို့ပြောတဲ့အခါဆောင်းရှိနင်းကကျမကိုယ်တိုင်ပဲပြောမယ်လို့ပြောဆိုလိုက်ပါတယ်ဆောင်းရှိနင်းတရားကိုလျှို့ဝှက်ယောက်ျားဟာဟူဝိုမန်တိသွားတဲ့အခါဖုန်းဆက်ပြီးတနေရာကိုချင်းဆိုလိုက်ပါတယ်တွေ့တဲ့အခါမှာတော့ဥက္ကဋ္ဌဟူဝိုတယောက်အန်အော်ဝမ်းတာပြီးဒါဆိုအဲ့ဒီကက်စီနေတဲ့တထေးဆိုတာငါပေါ့အဲ့ဒီဇွတ်တရဝင်တန်းဆိုတာမင်းမို့ငါတို့ကလင်မယားတွေပဲလို့ပြောကကွာရှင်းဖို့မလိုတော့ကြောင်းသိပြီးအားလုံးဝမ်းသာသွားကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဇနီးအတူကကုမ္ပဏီရဲ့ပတ်စံတွေကိုအကုန်ခိုးယူပြီးလေစိတ်ကူထွက်ပြေးသွားတာကြောင့်ရဲတပ်ဖွဲ့နဲ့အတူလိုက်လံဖမ်းဆီးခဲ့ရပါတယ်ဝရမ်းဖြစ်နေတဲ့အန်နာဟာဟူဝိုကိုမပိုင်ဆိုင်ရတဲ့အတွက်သွေးယူသွတ်ပြီးဥက္ကဋ္ဌဟူဝိုရဲ့အဖိုးကိုပြန်ပေးဆွဲက520ငါမင်းကိုချစ်တယ်ဆိုတဲ့ကုတ်နံပါတ်အတိုင်းအဆောက်အုံဟောင်းရဲ့9ဓာတ်မြောက်မှာချင်းဆိုခဲ့ပါတယ်။ရောက်တဲ့အခါအန်နာကဥက္ကဋ္ဌဟူဝိုကိုရှင်ကကျမအပိုင်ပဲကျမနဲ့အတူတည်ရမယ်လို့ပြောပြီးလူချင်းလဲခိုင်းကဥက္ကဋ္ဌဟူဝိုကိုပါဆွဲခေါ်ကအဆောက်အုံဘောကနေအတူတူခုန်ချခဲ့ပါတယ်။ကံကောင်းထောက်မစွာဥက္ကဋ္ဌဟူဝိုအနှင်းငယ်လှုပ်ခါတန်ရပဲရရှိပြီးအသက်ပေးရလွတ်မြောက်ခဲ့ကအန်နာကတော့ခေါင်းထိကြိုက်ပြီးစိတ်ကျမ်းမာရေးစီယုံကိုအပိအပိုင်ပို့ဆောင်လိုက်ရပါတယ်။အဖြစ်အပျက်ဆိုးတွေအားလုံးပြီးဆုံးသွားတဲ့နောက်ဥက္ကဋ္ဌဟူဝိုနဲ့ဆောင်းရှိနင်းတယောက်ပျော်ရွှင်စရာကောင်းတဲ့မိသားစုကွာလီကိုပိုင်ဆိုင်နေခဲ့ပါပြီ။မနက်ခင်းအိယာထားချိန်မှာဆောင်းရှိနင်းကစနှုတ်ပြီးရှင်နဲ့ကွာရှင်းမယ်လို့ပြောတဲ့အခါဥက္ကဋ္ဌဟူဝိုကဖတ်ထားပြီးမင်းကငါပထမဆုံးမြင်ကြတဲ့ကစပြီးမယိုးနိုင်အောင်ချစ်ခဲ့တာပါလို့အချစ်စကားတွေဖွင့်ဟရင်သူတို့နှစ်ယောက်ရဲ့ကံကြမ္မာဆိုးတွေကိုကြော်ဖြတ်ပြီးချိုမြိန်လာတဲ့အချစ်စစ်နဲ့ပဲဒီဇလန်လေးကအပိသက်တာရစွာပြီးဆုံးသွားခဲ့ပါတော့တယ်ဇလန်လေးကတော့ကုလူပါကုလူပဲမို့လောကကြီးကဘလူပဲပတ်ခေါ်ခေါ်ကံပါလာရင်တော့ညားရမှာပဲဆိုတာပြသွားခဲ့တာပဲဖြစ်ပါတယ်ဒီဇကားလေးကိုကြည့်ပြီးအသိမပြီးမရှည်တဲ့သူကတော့ဘဒူးနဲ့မှညားမှာမဟုတ်ပါဘူးတာယာတဲ့ညီလေးဖြစ်ပါစီရှင်